လောကကြီးမှာကျွန်တော်တို့ယုံကြည်ကိုးကွယ်နေတဲ့ဖျားတွေအများကြီးရှိပါတယ်ပထမဆုံးပေါ်ထွန်းလာတဲ့ဖျားသည်ဟိန္ဒူဘာသာဖြစ်ပါတယ်ဟိန္ဒူဘာသာပြီးတော့ဗုဒ္ဓဘာသာထွက်လာပါတယ်ဗုဒ္ဓဘာသာပြီးတော့ခရစ်ယာန်ထွက်လာပါတယ်ခရစ်ယာန်ပြီးတော့နောက်ဆုံးကျမှအစ္စလာမ်ဘာသာထွက်လာတာဖြစ်ပါတယ်โอเคအဲ့လိုဆိုတော့ဘာသာတရားတိုင်းမှာဖျားဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ဘယ်လိုဖွဲ့ကြသလဲဖျားဆိုတာတကူရှင်တို့အားလုံးကသိထားကြပါတယ်โอเคဗုဒ္ဓဘာသာတစ်ခုကလွှဲရင်ကျန်တဲ့ဘာသာ၃ခုမှာရှိတဲ့ဖျားဆိုတဲ့အရာကိုမိကုန်းထုတ်ကြည့်လိုက်တော့ဖျားဆိုတာဘယ်ပုံစံလဲโอเคဖျားဆိုတာဘယ်ပုံစံလဲဆိုတော့သူတို့အားလုံးမှာတိတိကျကျဖော်ပြနိုင်တဲ့ဖျားရဲ့ရုပ်အစဉ်အင်္ကာပေါ့သူ့ရဲ့အချက်လက်တွေမရှိပါဘူးသူတို့မှာစမ်းစာတွေကိုအတိအကျလိုက်ပြီးကြည့်လိုက်တဲ့အခါသူတို့ပြောနေတဲ့ဖျားဆိုတာအလင်းတိုင်းတစ်ခုလိုပဲအဓိကကျွန်တော်တွေ့ရပါတယ်ဆိုတော့ဘာကြောင့်ပုံဖော်ပြလို့မရတာလဲဗုဒ္ဓဘာသာမှာတော့ရှင်းပါတယ်လူသားကနေရောဖျားဖြစ်တာအဲကြောင့်မလို့ဖျားရဲ့အတွင်တရံဘာလဲထူးခြားဘာရှိတယ်ဘာမှမရှိဘူးလူသားပဲလူသားပုံစံပဲဒါပဲရှိတယ်ဟုတ်လားအဲ့တော့ကျွန်တော်တို့အဖို့ကျန်တဲ့ဘာသာ၃ခုမှာပြောနေတဲ့ဖျားပေါ့ဖျားကဘယ်ပုံစံရှိလဲစာပေကျမ်းကနေအထက်ကပြောနေတဲ့ဖျားနဲ့လက်တွေ့တကယ်တမ်းအနည်းဆုံးဖြစ်နိုင်ရရှိတဲ့ဖျားဘယ်ပုံစံဖြစ်မလဲအခုပြောနေတဲ့အရာတွေဟာတကယ်တမ်းကျွန်တော်ထင်နေတယ်လို့ဖျားတွေဖြစ်မလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တခြားကဘာကရောက်ရှိလာတဲ့အင်းနူနဲ့ခီလို့ခေါ်တဲ့ဂျိုသားတွေမှဖြစ်နေမလားအဲ့ဒါကတော့စိတ်ဝင်စားစရာအကောင်းဆုံးအချက်ပဲဖြစ်ပါတယ်โอเคကျွန်တော်ကတော့ကြီးစရာဟာတာဘလော့လေးတွေလည်းရိုက်ပါတယ်ပြီးတော့အခုလိုထူးခြားအံ့ဩဖွယ်ရာဖြစ်တွေလည်းလိုက်လာစူးစမ်းလေ့လာနေတဲ့ကိုနတ်ဆွေပဲဖြစ်ပါတယ်โอเคဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့လူသားတွေကြားထဲမှာဝေခွဲလို့မရဖြစ်နေတဲ့ဖျားနဲ့နတ်နဲ့ဘယ်ကမှန်းနေတာလဲဒါမှမဟုတ်ဖျားဆိုတာဂျိုသားလားအီဂျစ်ဂရိပြီးတော့မက်ဆိုပိုတေးမီးယားအဲ့ဒေသတွေမှာရှိခဲ့ကြတယ်အဲ့ဒေသတွေကိုလေ့လာခဲ့ကြတယ်တမိုင်းသူတီပညာရှင်တွေနဲ့သိပ္ပံပညာရှင်တွေရဲ့ခံမှတ်ချက်ကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်โอเคကမ္ဘာပေါ်မှာလူသားမျိုးစိတ်တဲ့ဘုံတော်မြန်ရင်မြင်မာတဲ့တတ္တဝါတွေမရှိနိုင်ဘူးလို့ခင်ဗျားတို့ပြောနိုင်တယ်သိပ္ပံပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရလူတွေပြောနေတဲ့နတ်ဖျားတွေဆိုတာကောင်းကင်ကဆင်းလာကြတယ်အဲ့ဒီလိုပဲလူတွေကပြောနေတယ်အဲ့တော့ကောင်းကင်ကဆင်းလာတယ်ဆိုတာဘယ်ပုံစံနဲ့ဆင်းလာလဲဆိုတော့အလင်းတိုင်းတစ်ခုနဲ့ဆင်းလာတယ်လို့လူတွေကပြောနေကြတယ်အဲ့တော့နတ်ဖျားတွေဟာတကယ်ပဲကောင်းကင်ကနေဆင်းလာတာလားဆိုကြပါစို့တကယ်ကောင်းကင်ကနေဆင်းလာတိုင်းဖျားလို့ခေါ်တာလားတနည်းအားဖြင့်ပြန်ပြီးစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကောင်းကင်ကဆင်းလာတာဖျားမဟုတ်ဘဲနဲ့ဟီလီယမ်လို့ခေါ်တဲ့ဂျိုသားတွေရောမဖြစ်နိုင်ဘူးလား1842ခုနှစ်မှာရှာဖွေတွေ့ရှိခဲ့တဲ့သမိုင်းအမှန်တရားတစ်ခုရှိခဲ့ပါအဲ့ဒါဘာလဲဆိုတော့သမိုင်းသူတွေဒီပညာရှင်တွေကဒီဟီလီယမ်လို့ခေါ်တဲ့ဂျိုသား ancestor လူတွေထင်နေတဲ့ဖျားတွေဖြစ်နိုင်တယ်လို့သူတို့ကသတ်မှတ်ကြတယ်အခုဆိုရင်အမေရိကန်နိုင်ငံမှာအခုတူတော့ပြောနေကြတယ်လူတွေရှိမှပေါ်တင်တာမပြောရတာအစိုးရ